ကျွန်တော်တို့ဒါ series A ပွဲစဉ်တွေရဲ့ကျွန်တော်တို့ဒါကြေးအောင်ဆုံးကြေးအကျဆုံးပွဲစဉ်တွေကိုကျွန်တော်တို့ဒါပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ series A ပွဲစဉ်တွေကကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ပွဲစဉ်9အထိကစားပြီးပြီပေါ့နော်ဒီမှာတော့ကျွန်တော်တို့ကြေးအောင်ဆုံးကျွန်တော်တို့အသင်းရတော့ကျွန်တော်တို့ရိုးမာအသင်းဖြစ်ပါတယ်ဗျာဒီမှာတော့ကျွန်တော်ရိုးမာအသင်းကကျွန်တော်တို့ဒါ9ပွဲကစားပြီးပြီ4ပွဲနိုင်ထားတယ်ကျွန်တော်တို့တပွဲကြေးရှုံးထားတာကိုတွေ့ရတယ်နံပါတ်1နေရာမှာတော့ကျွန်တော်တို့ဒါကယ်ဂလီယာရီအသင်းပေါ့နော်ကယ်ဂလီယာရီကတော့ကျွန်တော်တို့4ပွဲနိုင်ထားတယ်ကျွန်တော်တို့တပွဲရှုံးထားတယ်ဗျာနောက်တစ်ပွဲတော့ကျွန်တော်တို့ AC Milan ပေါ့နော် AC Milan တော့ကျွန်တော်တို့9ပွဲမှာကျွန်တော်တို့4ပွဲနိုင်ပြီးတော့တပွဲကြေးရှုံးထားတာကိုတွေ့ရတယ်ဗျာဒီမှာတော့ကျွန်တော်တို့ဒါကြေးအကျဆုံးကျွန်တော်တို့3သင်းရတော့ကျွန်တော်နာပိုလီပေါ့နော်နာပိုလီကတော့ကျွန်တော်တို့ဒါ9ပွဲမှာကျွန်တော်တို့4ပွဲနိုင်ထားတယ်ကျွန်တော်တို့3ပွဲအထိကြေးရှုံးထားတာကိုတွေ့ရတယ်နောက်တစ်ပွဲတော့ကျွန်တော်ဂျီနိုအာပေါ့နော်ဂျီနိုအာတော့ကျွန်တော်9ပွဲကစားထားတယ်တပွဲကြေးရှုံးထားတာကိုကျွန်တော်တွေ့ရတယ်ဗျာနောက်အကျဆုံးကျွန်တော်တို့အသင်းရတော့ကျွန်တော်ဖီယိုရင်တီနာပေါ့နော်ကျွန်တော်9ပွဲကစားတယ်ကြေးလုံးဝအောင်မထားတဲ့အသင်းဖြစ်ပါတယ်ခင်ဗျာ